္ဂလာပါညီမတော့နေတာထိပါဒီနေ့ပေါ့နော်ဒီညီမဒီ After Effects မှာပေါ့နော်3D တဲ့ animation လုပ်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုပြောပြပေးသွားမယ်ပေါ့နော်ဒီ 3D dash animation မှာညီမတို့ဒီအခြေခံကြတဲ့ပေါ့နော်Y rotation လှည့်တာရေပေါ့နော်နောက်တစ်ခုက H rotation လှည့်တာရေပေါ့နော်နောက်တစ်ခုက Z rotation လှည့်တာရေပေါ့နော်အဲ့ဒီ3ခုပေါ့နော်ညီမ After Effects မှာပေါ့နော်ဆင်းပြီးတော့လုပ်ပြပေးသွားမယ်ပေါ့နော်ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီAfter Effects ရဲ့ပေါ့နော်ဒီ new composition အသစ်တစ်ခုယူလိုက်မယ်ပေါ့နော်ဒီရဲ့တော့ညီမအရင်ကယူထားတဲ့အတိုင်းပဲပေါ့နော်landscape ယူလိုက်မယ်ပေါ့နော်ယူပြီးသွားရင်အချိန်ကတော့ညီမ3စက္ကန့်ပဲထားလိုက်မယ်ပေါ့နော်အဲ့မှာညီမတို့ 3D လုံးမှာဖြစ်တဲ့အတွက်ဒီ 3D render ဆိုတာရှိရပေါ့နော်အဲ့ထဲကနေဒီညီမတို့Cinema 4D Plastic 3D ဆိုပြီးရှိရပေါ့နော်အဲ့ဒီမှာညီမ Cinema 4D ပေါ့နော်အဲ့ဒါကိုရွေးလိုက်မယ်ပေါ့နော်ဆိုရင်နည်းနည်းခဏဆောင်လိုက်လို့အဲ့ဆိုcomposition အသစ်မှာပေါ့နော်ကိုထည့်ချင်တဲ့ကိုလုပ်ချင်တဲ့စာသားတစ်ခုပေါ့နော်ညီမတို့ SPW နဲ့ထည့်လိုက်ပါမယ်အဲ့မှာဒီအရင်ဆုံးစာသားပေါ့နော်စာသားကိုကိုလိုချင်တဲ့အရင်လိုပဲပေါ့နော်ကိုလိုချင်တဲ့ style အရင်ပြောင်းပေါ့နော်ညီမနည်းနည်း align center ညှိလိုက်မယ်ပေါ့နော်ပြောရင်ဒီညီမ share လုပ်ရင်တိတာလို့ညီမအဖြူရောင်တော့ပြောင်းထားလိုက်မယ်ပေါ့ဆိုရင်စာသားရပြီဆိုတော့ညီမဒီလှည့်တဲ့ချိန်ကြောရင်ဖြစ်အောင်ပေါ့နော်ညီမဒီ anchor point ပေါ့နော် anchor point ကိုအလယ်ထားလိုက်မယ်ပေါ့နော်စာသားရဲ့အလယ်ထားလိုက်မယ်နောက်ပြီးတော့ရင်ညီမတို့ဒီစာသားရခဲ့ပါနော်အဲ့မှာညီမတို့ 3D လုံးမှာဖြစ်တဲ့အတွက်ဒီရဲ့ဒီမှာဒီ 3D icon လေးရှိရပါတော့။အဲ့ icon ကကလေးလိုက်နေပါနော်။အဲ့ဆိုရင်ဒီလိုပုံစံရသွားပြီပေါ့နော်။အဲ့ဒီခါမှာညီမတို့ဒီစာသားကကျတော့ပုံမှန် flash ပုံစံပဲရိုးရိုးပုံစံပဲဖြစ်နေတာပေါ့နော်။အဲ့အတွက်ညီမကဒီ geometry option ဆိုတာရှိရပါတော့။အဲ့ဒီကညီမကဒီ extrusion text ဆိုတာရှိတယ်။အဲ့ဒါကိုညီမစာသားရဲ့အထူပေါ့နော်။မှာလှည့်တဲ့ချိန်ကြောရင်တိတာအောင်လို့ဆိုရင်ညီမအဲ့စာသားအထူကဒီ50ပေးလိုက်ပြီပေါ့နော်။50ပေးပြီးတော့နောက်ဒီစာသားလှည့်တဲ့ချိန်ကြောရင်ဖြစ်အောင်ညီမshare ထည့်မှာပေါ့နော် share ထည့်တဲ့ချိန် share ထည့်တာတိတာအောင်လို့ညီမလောလောဆယ်y rotation ကို45လောက်ပေးထားလိုက်ပြီပေါ့နော်45လောက်ပေးထားပြီဒီမှာအဲ့ရပြီးညီမဒီရဲ့စာသားပေါ့နော်စာသားကို share ထည့်မှာပေါ့နော် share ထည့်ဖို့အတွက်ကဒီ right click ထောက်လိုက်ပြီးnew တွေကlight ပေါ့နော်အဲ့ဒီကနေညီမက spot ပေါ့နော် export ကို100အထိပေးလိုက်ပြီပေါ့နော်အဲ့ဆိုရင်ပုံစံကဒီလိုပုံစံဖြစ်သွားပြီပေါ့နော်အဲ့ဆိုရင်ဒီလိုပုံစံဖြစ်သွားတော့ဒါဆိုရင်ဒီရဲ့ shade ကနည်းနည်းတိတ်မဖြစ်သေးရောပေါ့နော်အဲ့နဲ့ညီမဒီ geometry option တွေကပေါ့နော်ဘာပဲ style ဆိုတာရှိပေါ့နော်အဲ့ဒါကိုညီမ compass ပေးလိုက်မှာပေါ့နော်အဲ့ဆိုရင်အစောနာထည့်လိုက်တဲ့ shade ကိုပို့ပြီးတော့စာသားပို့ပြီးတော့လှချေပေါ့နော်အဲ့အတွက်ဒီဘာပဲ style နဲ့ compass ကိုပြောင်းထားလိုက်ပြီပေါ့နော်ပြောင်းထားလိုက်ပြီးတော့ဒီ shadow ရဲ့ပုံစံနည်းနည်းပြန့်နေသေးတယ်ပေါ့နော်အဲ့ဒါမှညီမဒီနောက်ထပ် light တစ်ခုထည့်လိုက်မှာပေါ့နော်အဲ့ဒီကambient ဆိုတာရှိပါနော်အဲ့ဒါလေးကို5% ပေးလိုက်မယ်အဲ့ဆိုရင်ဒီ shade ကိုပို့ပြီးတော့ထိတာချေပါနော်အဲ့ဒါနော်ဒါမှိတ်ကြည့်လိုက်မယ်ပေါ့နော်ပုံစံကဒီလိုအရင်ကဒီလိုရှိရအဲ့ဒါကိုထည့်လိုက်တဲ့အချိန်မှာနည်းနည်းပို့ပြီးတော့ပြုတ်ကြွဒီလိုဖြစ်သွားပါတော့အဲ့ဆိုရင်ဒါကညီမနည်းနည်း shadow တော့ထည့်ပြီးသွားပြီပေါ့နော်အဲ့အတွက်ညီမအဲ့ပြီးညီမ key frame ယူလိုက်မယ်ပေါ့နော်အရင်ဆုံးညီမ y rotation လဲတဲ့ဟာပေါ့နော် y rotation လဲတဲ့ဟာဆိုတော့ဒီညီမပထမဆုံး0 second ပေါ့နော်0 second မှာအရင်ပုံစံ0ပြန်ထားလိုက်မယ်ပေါ့နော်ထားပြီးတော့
key frame တစ်ခုယူလိုက်ပါမယ်ယူပြီးတော့နောက်ဆုံး3 second ပေါ့3 second မှာတပတ်ပြည့်အောင်ပေါ့နော်359ဒီဂရီပြောင်းလိုက်ပြီပေါ့နော်အဲ့ဆိုရင်ညီမဒီရဲ့ပထမ key frame မှာ0နဲ့နောက်ဆုံး3 second မှာတပတ်လေးပေါ့နော်အဲ့ဆိုရင်ညီမတော့လေးလိုက်ပြီပေါ့နော်အဲ့ဆိုဒီပထမတစ်ချိန်ကတော့ညီမသုံးထားတဲ့ effect တွေနဲ့frame တွေကို render လုပ်တာနည်းနည်းကြာတော့နည်းနည်းကြာရပေါ့နော်ဒါကညီမတို့ဒီ one rotation ပေါ့နော်သူကတော့ဘိညာပေါ့နော်ဘိညာလှည့်တဲ့ပုံစံပေါ့နော် sorry အဲ့ဆိုဒါ one rotation လှည့်တဲ့ဟာပြီးသွားပြီပေါ့နော်ဟုတ်နောက်တစ်ခုညီမ eight rotation လှည့်တဲ့ဟာပေါ့နော်အဲ့ဆို one rotation ကိုခဏဖြတ်လိုက်တော့မယ် eight rotation လှည့်တာကိုလေပထမ0 second မှာက0 degree ထားလိုက်မှာပေါ့အဲ့ဆို key frame တစ်ခုယူပြီးတော့နောက်ထပ်3 second 3 second မှာပါတယ်ကတစ်ပတ်359ဒီဂရီထားလိုက်မှာပေါ့အဲ့ဆိုရင်ဒါ H rotation လေးတဲ့ဟာပေါ့နော် H rotation ကကျတော့ညီမတို့ဒီသူကအပေါ်အောက်ပေါ့နော်အပေါ်အောက်လေးတဲ့ဟာပေါ့နော်ဒီဟာH rotation မှာဒီညီမတို့အပေါ်အောက်လှည့်တဲ့ဟာပေါ့နော်ဆိုရင်ဒါ H rotation ရတာရောနော်ဆိုတော့နောက်တစ်ခုနောက်ထပ်ညီမဒီ Z rotation ပေါ့နော် Z rotation ကလည်းအစောနာအတိုင်းမျိုးပေါ့နော်ပထမ0 second မှာ0ထားပြီးတော့3 second မှာတပတ်ပြအောင်ထားလိုက်မယ်အဲဆိုရင်Z rotation ကကျတော့သူကအဝိုင်းပုံစံလှည့်တဲ့ဟာပေါ့နော်အဲဆိုရင်သူ့မှာကျတော့သူကနည်းနည်းဒီအဝိုင်းပုံစံလှည့်ရဖြစ်တဲ့အတွက်အစောနာထည့်လိုက်တဲ့ shade ကအရင်မသိတာနေပါမသိတာကနည်းနည်း H rotation နဲ့ one rotation မှာတောင်းနည်းနည်းစီထည့်လိုက်မယ်ပေါ့နော်15ဆိုရင်8က15လောက်နဲ့ one ကို1လေး15လောက်one ကို20လောက်ပေးလိုက်ပေါ့အဲ့ဆိုရင်shadow ကတည်တာပါပေါ့ဒီဟာကဒီ Z rotation လှည့်တဲ့ဟာပေါ့နော်ဟုတ်ညီမဒီနေ့လုပ်ပြသွားတာကဒီ one rotation လှည့်တာရယ်ပြီးရင် H rotation လှည့်တာရယ်ပြီးတော့ Z rotation လှည့်တာရယ်ပေါ့နော်တခြား3D animation မှာကတခြားရုပ်ကြွပေါ့နော်အဲ့လိုမျိုး scale နဲ့အဲ့လိုမျိုးလုပ်တာတွေလည်းအများကြီးတော့ရှိရပေါ့နော်ဒါပေမဲ့ညီမဒီနေ့ကကျတော့ဒီအခြေခံကြားတယ်ပေါ့နော်ဒီ H rotation one rotation Z rotation ကိုလုပ်ပြပေးသွားပါဟုတ်ကျေးဇူးတင်ပါတယ်